ဒီတစ်ခါကတော့ KPZ ပေးနဲ့ငွေသိမ်းပြီးဝယ်ယူတာလေးကိုပြပြပေးသွားပါမယ်။0ကျပ်လို့ပေါ်နေတာလေးရဲ့ဘေးမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပေးပါ။ KB နံပါတ်လေးကိုကော်ပီယူလာပြီး KB နဲ့ဝယ်နည်းထဲမှာပါတဲ့ QR code လေးကို scan ဖတ်ပြီးလွှဲလို့ရသလို scan လေးကိုနှိပ်ပြီး3ခုမြောက်ဖြစ်တဲ့ manual ကိုနှိပ်ပြီးအယောင်းဆိုင်အားငွေပေးချေဖို့ပေးသူမားချန်ကိုရွေးချယ်ပြီးမားချန်ကို133ခွန်တက်9 25ခွန်ကိုရိုက်ထည့်ပေးပါငွေပေးချေမှုကိုနှိပ်ပြီးဝယ်ယူလိုတဲ့ငွေအမောက်ကိုရိုက်ထည့်ပြီးပေးသည့်ကိုနှိပ်ပြီးမိမိရဲ့ပင်နံပါတ်ကိုရိုက်ထည့်ပြီးတာနဲ့ပေးချေမှုကအောင်မြင်ပါပြီပြီးတော့payment screenshot မှာခုနကလွှဲလိုက်တဲ့ငွေလဲ access လေးကိုထည့်ပေးလိုက်ပြီးဝယ်ယူမီကိုနှိပ်လိုက်ပါကငွေဖြစ်တင်မှုအောင်မြင်ပါပြီအချိန်တိုလေးတွင်းမှာငွေလဲ access ကိုစစ်ပြီးမိမိတို့ဘက်ကအယောင်းဖွင့်ချိန်မနက်၈နာရီည7နာရီအတွင်းဖြည့်သွင်းပေးသွားမှာပါမိမိတို့ဖြည့်သွင်းပေးလိုက်တဲ့1000ကျပ်လေးကပေါ်လာပြီးခုနကအတိုင်းပဲပတ်စံအိတ်ဆိုတာလေးကိုရွေးပြီးဝယ်လိုက်ရုံနဲ့ဂိမ်းအကောင့်ထဲကိုစောင့်เสียမလို့ပဲဓာတ်ရိုက်ဝင်သွားမှာပါအခုလိုဝယ်ယူအပိတူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်